လာပါညစီခွာဆာဆာမနှုတ်ခွန်းဆက်တာပါရယ်မေလာရှိရန်2026ခုနှစ်တောက်ချနေကိုရောတင်ပြီးသောကျောင်းရာတို့သည်ဧကံမှန်ဖြစ်ကြောင်းကိုရောသိစဉ်ချင်းကအစဉ်တိုင်းရေးထား၍ကြားလိုက်မိအကြံရှိပါ၏အလွန်မြတ်သောတော်ဖီလူရှင်လူကာခရစ်ဝင်ချမ်းခန်းချင်းတည့်ခန်းငယ်လေးခေါင်းစဉ်ကလူကာယူရလူမျိုးမဟုတ်သောဓမ္မမျိုးသားဂရီးဖြစ်တော်လေဖျားခင်အသုံးပြုသောလူကာသည်တတိယမြောက်ခရစ်ဝင်ချမ်းရှင်လူကာခရစ်ဝင်ချမ်းကိုရေးသားခဲ့ပါသည်အန်တီယိုမြို့မှာတက္ကရစ်1မှ16ခုနှစ်ကြားမှာမွေးဖွား၍တက္ကရစ်84မှ100ကြားဂရီးနိုင်ငံတီဘီစ်မြို့မှာကွယ်လွန်ခဲ့ပါသည်စုကျေးစုအမျိုးမျိုးရှိသူပညာအမျိုးမျိုးကိုတတ်သူဖြစ်ပါသည်စပိန်နိုင်ငံကကသီဒရယ်ဖျားရှိကိုကျောင်းတစ်ခုမှာမေတော်မာရီ၏ပန်ကြီးကားရှိခဲ့ရာလူကာ၏လက်ရာယူဆကြပါသည်သူ၏မူရင်းအလုံးကိုင်ကသမားတော်ဆရာဝန်ဖြစ်ပါသည်သူလုံနိုင်ခဲ့သောအလုံးကိုင်စည်းမှာပန်ကြီးဆရာစီးဆရာဆရာဝန်ရွှေပတိန်ဆရာသူတည်တနာသမားမှန်တယ်ကိုပြုလုပ်သူစသဖြင့်နယ်ပယ်မျိုးမျိုးမှာကျင်လည်ခဲ့သောသူပါတမန်တော်ရှင်ပေါလုနှင့်အတူနှစ်ကြာကဲသရီထောင်ထဲမှနေခဲ့ရခြင်းရဲ့အတွေ့အကြုံလည်းရှိပါသေးသည်ထိုကာလများတွင်လေးလာတည်ယူရန်သူတည်တနာပြုရန်အခွင့်အလမ်းကောင်းဖြစ်ပါသည်နောက်ဆုံးမှာတော့ဖျားခင်အမှုတော်မြတ်မှာပါဝင်လာ၍ဧဝံဂေလိဆရာလုကာ Luke the Evangelist ဟုသိမှတ်ခြင်းခံရပါသည်သူ၏ဖျားခင်အတွက်ပေးဆက်လှုပ်ဆောင်ခဲ့သမျှ၏အနှစ်ချုပ်ကတော့ရှင်လုကာခရစ်ဝင်ကျမ်းနှင့်တမန်တော်ဝတ္ထုကိုရေးသား၍ယုံကြည်သူများအတွက်ဧဝံဂေလိတရားကိုထင်ရှားစေခဲ့တာပါလောကမှာ84နှစ်ကြာနေထိုင်ခဲ့ပြီးဘဝမျိုးမျိုးတွင်ကျင်လည်ခဲ့သောလုကာသည်နောက်ဆုံးမှာတော့ယူဒလူမျိုးများမဟုတ်သောတပါးမျိုးသားများအတွက်ခရစ်ဝင်ကျမ်းကိုရေးသားဖို့ဖျားခင်အသုံးပြုခဲ့ပါသည်လုကာ၏ကျမ်းနှစ်ဆောင်တွင်သူရည်ညွှန်းသောပုဂ္ဂိုလ်တစ်ယောက်ရှိပါသည်အလွန်မြတ်သောတော်ဖီလူဖြစ်ပါသည်ဂရိဘာသာဖြင့်ဖြစ်ပါသည်သောအတိတ်ဘေကဖျားသခင်ဖီလူ၏အတိတ်ဘေကချစ်ချင်းမြတ်တာဖြစ်ပါသည်ဖျားသခင်ချစ်တော်မူသောသူဟုအတိတ်ဘေရှိပါသည်လူကသည်လည်းဂရိဘာသာနာမည်ဖြင့်အလင်းကိုယူဆောင်သူဟူ၍ဖြစ်ပါသည်တပါးမျိုးသားဖြစ်တော်လဲဖျားသခင်အသုံးပြုပါသည်တပါးမျိုးသားများကိုလည်းဖျားသခင်အထူးပဲချစ်ပါသည်လူကသည်နာမည်နှင့်လိုက်အောင်အသက်ရှင်နေထိုင်သွားနိုင်သူထူးချွန်သူဖြစ်ကြောင်းမှာမိတ်ဆွေအားလုံးဖျားသခင်ကောင်းချီးပေးပါစေ